မိုင်းမှာ IQ အမြင့်ဆုံးလူရှယောက်နံပါတ်၈ Jane Class Maxwell Jane Class Maxwell က Scotland နိုင်ငံသားတင်ရှာနဲ့ယူပဗေဒပညာရှင်ဖြစ်ပြီးတော့သူ့ရဲ့အကြံပြင်းဉာဏ်ရည်နှုန်းက190ကနေ205အတွင်းမှာရှိပါတယ်။ Maxwell ရဲ့ညီမျှရှင်တချို့ကခေတ်သစ်ယူပဗေဒမှာအရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ်။သူက electromagnetic wave line တွေရှိတာကိုခန့်မှန်းနိုင်ခဲ့ပြီးတော့အဲ့ဒီအထက်ကမှ radio wave microwave X-ray နဲ့ခရမ်းလွန်ရောင်ရှိတို့ပါဝင်ပါတယ်။နံပါတ်9 Kim An-yeonကတော့တောင်ကိုရီးယားကငှက်ကြီးရှင်တစ်ယောက်ဖြစ်ပါတယ်။အသက်3နှစ်မှာတော့မှသူဟာကဲကူလက်ပု္ပ္ပစာဝေကိုတွက်နိုင်နေခဲ့ပါပြီ။အသက်5နှစ်မှာဆိုတော့သူဟာဟန်ယန်တက္ကသိုလ်ကယူပဗေဒအတန်းတစ်ခုကိုတက်ရောက်ခဲ့ပြီးတော့သူ့ရဲ့အသက်10နှစ်မှာ NASA ကနေခေါ်ယူခြင်းခံခဲ့ပါတယ်။အသက်15နှစ်ရောက်တဲ့အချိန်မှာယူပဗေဒပညာရပ်မှာသူက PhD ဘွဲ့ရနေခဲ့ပါပြီ။ဒါပေမဲ့သူစီမှာလုတ်ဖို့ကင်ဖက်တွေကလွဲပြီးတော့တငယ်ချင်းမရှိပါဘူး။ဆယ်စုနှစ်တစ်ခုအပြီးမှာပဲသူက NASA ကနေထွက်ခဲ့ပြီးတော့သူ့ရဲ့ IQ က130နီးပါးရှိပါတယ်။နံပါတ်6 Nicolaus Copernicus Solar System ရဲ့ Heliocentric Model နဲ့ပတ်သက်ပြီးတော့သူ့ကိုလူသိများပါတယ်။ဒါကကမ္ဘာထက်စာရင်နေကိုအလဲဗဟိုမှာထားတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ဒီပုံစံကသူ့ရဲ့ Q တစိုက်ရှာဖွေတွေ့ရှိလေ့လာမှုတွေကိုအခြေခံထားတာပါ။ကျိုဝေကကဘာကိုဗဟိုပြုတ်ပြီးတော့လဲနေတာမဟုတ်ဘူးဆိုတာသူကတတိထားမိခဲ့ပါတယ်။သူတို့ဟာနေကိုလဲပတ်နေတာကြောင့်သူတို့ရဲ့အမြန်နှုန်းတွေကပြောင်းလဲနေပါတယ်။သူကဒီပုံစံကို1543ခုနှစ်မှာလူထုစီချပြခဲ့ပါတယ်။သူ့ရဲ့ IQ ကတော့160ကနေ200အထိရှိပါတယ်။နံပါတ်5 Johann Wolfgang von Goda ကတော့ဂျာမန်လူမျိုးဗဟုသုတနန်းဆက်သူတစ်ယောက်ဖြစ်ပါတယ်။သူကကဗျာဆရာဝတ္ထုရေးဆရာအနုပညာရှင်သိပ္ပံပညာရှင်ပြီးတော့တန်တမန်တယောက်လည်းဖြစ်ခဲ့ပါတယ်။ကိုရာရဲ့ IQ ကပြန်မြအားဖြင့်130ကနေ125အကြားမှာရှိပါတယ်။သူကအစောပိုင်းစင်ကဲပြောင်းလဲမှု theory ကိုထုတ်ခဲ့ပြီးတော့အလင်းပညာတွင်းထွက်ဓာတ်တထုပညာနဲ့ပတ်သက်ပြီးဆွေးနွေးမှုရလည်းလုပ်ခဲ့ပါတယ်။ကိုရာကအဆောက်အအုံနဲ့ဥယျာဉ်တွေကိုလည်းဒီဇိုင်းဆွဲခဲ့သေးပါတယ်။သူ့ရဲ့ကဗျာဆန်နဲ့ပြဆက်ဖောက်ကိုလေးလာနေကြဆဲပဲဖြစ်ပြီးတော့အခုခေတ်မှာလည်းဖြောပြနေကြဆဲပဲဖြစ်ပါတယ်။နံပါတ်4 Christopher Harita Christopher ကအမေရိကန်လူမျိုးယူပနက္ခတတဗေဒပညာရှင်နဲ့စက်ကြောရာဗေဒပညာရှင်ဖြစ်ပြီးသူ့ရဲ့ IQ က125ရှိပါတယ်။သူဟာနိုင်ငံတကာဆိုင်ရာယူပဗေဒအိုလံပစ်ပွဲတော်မှာရွှေတံဆိပ်ဆုရရှိခဲ့တဲ့အသက်အငယ်ဆုံးအမေရိကန်လူမျိုးဖြစ်ပြီးအဲ့ဒီအချိန်တုန်းကသူဟာအသက်73နှစ်ပဲရှိနေသေးပါတယ်။အသက်16နှစ်မှာဆိုတော့သူဟာ NASA မှာမားကြိုကိုတွားဖို့အတွက်လုပ်နေတဲ့စီမံကိန်းတစ်ခုမှလည်းစတင်အလုပ်လုပ်နေခဲ့ပါပြီ။ Harita ဟာအခုခါမှာဆိုတော့စက်ကြောရာဗေဒနဲ့အာကာသအမုံယူပဗေဒပညာဗဟိုဌာနမှာအလုပ်လုပ်နေပါပြီ။နံပါတ်3 Nikola Tesla ကဆာဘီယာအမေရိကန်လူမျိုးတီထွင်သူတစ်ယောက်ဖြစ်ပါတယ်။သူစီမှာလက်ဖျားခါလောက်အောင်တော်တဲ့ဉာဏ်ရည်ရှိပြီးတော့ IQ က160ကနေ330အထိရှိပါတယ်။ Tesla ကတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့လက်စည်းကြောင်းစနစ်ကိုတီထွင်ခဲ့ပါတယ်။ကြော်ကြားတဲ့ Tesla ကွိုင်ကသူ့ရဲ့တီထွင်သူနာမည်ကိုအစွဲပြုပြီးမဲ့ထားတာပါ။ Tesla မှာသူ့ရဲ့တီထွင်မှုတွေအတွက်မူပိုင်ခွင့်အခု300ကျော်ပိုင်ဆိုင်ထားပါတယ်။သူကပထမဆုံး remote နဲ့ထိန်းချုပ်တဲ့လေပြီးတော့ Neomi ဆိုင်ဘုတ်တွေကိုဖန်တီးခဲ့ပါတယ်။နောက်ပြီးသူဟာ radio နီးပညာတွေကိုလည်းအုံမြင့်ချပေးခဲ့ပါတယ်။နံပါတ်2 William James Siddick ကသိပ္ပံပညာနဲ့ဘာသာစကားဆိုင်ရာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပါတယ်။ Siddick ကိုနယူးယောက်မှာ1898ခုနှစ်မှာပဲမွေးဖွားခဲ့ပါတယ်။သူကအသက်12လအရွယ်မှာပဲစာစရေးနေခဲ့ပြီးအသက်2နှစ်မှာ The New York Times သတင်းစာကိုဖတ်နေခဲ့ပါပြီ။အသက်6နှစ်မှာတော့သူကနိုင်ငံခြားဘာသာစကား6ခုကိုတက်မြောက်နေခဲ့ပါပြီ။ Siddick ရဲ့အသက်17နှစ်မှာဟာဗတ်တက္ကသိုလ်ကသူ့ကိုလက်ခံခဲ့ပါတယ်။သူ့ရဲ့ IQ ဟာခန့်မှန်းရှည်အားဖြင့်150ကနေ300အထိရှိပါတယ်။သူကဘာသာစကား90အထိတောင်မှဖတ်နိုင်တယ်လို့ဆိုကြပါတယ်။ပြီးတော့သူကိုယ်တိုင်တီထွင်နိုင်တဲ့လောက်တီထွင်ခဲ့သေးပါတယ်။ Van der Kolk ကလက်တင်ဂရိဂျာမန်နဲ့ပြင်သစ်ဘာသာစကားကစကားလုံးတွေပါတဲ့ဘာသာစကားတစ်ခုဖြစ်ပါတယ်။ Siddick ကတော့ကောင်းကျိုးဖြစ်မဲ့အလုပ်တွေလုပ်ခဲ့ပြီးမဲ့လည်းငယ်ရွယ်စဉ်မှာတည်ဆုံးခဲ့ပါတယ်။နံပါတ်1 Kim Jong-un 2024ခုနှစ်တောင်ကိုရီးယားက IQ မှတ်တမ်းအသစ်တစ်ခုကိုရရှိခဲ့ပါတယ်။သူကတော့186ရခဲ့ပြီးယနေ့ခေတ်မှာဆိုရင်ဒါကအမြင့်ဆုံးအမှတ်ပဲဖြစ်ပါတယ်။သူဟာစိတ်ပညာအာယုံကြောဆိုင်ရာသိပ္ပံပညာဘာသာစကားဗေဒလူမှုဗေဒဓာတနိကဗေဒနဲ့ဘာသာရေးဆိုင်ရာလေ့လာမှုတွေကိုလုပ်ခဲ့ပါတယ်။ Kim ကကမ္ဘာ့ငင်အကောင်းဆုံးတွေကိုစုစည်းပေးမဲ့အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ထားပြီးတော့ဒါကို United Sigma Intelligence Association လို့လည်းခေါ်ကြပါတယ်။ကြည့်ရှုပေးတာပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ။